ဒါကတော့ကမ္ဘာအမြန်ဆုံးနောက်ခံလူပါပဲဒီအခိုက်အတန့်ကဒါကိုတက်တည်ပြနေတာပါအသင်းကဂိုးရဖို့အသေးအတန်လိုအပ်နေချိန်မှာအဆိုးရွားဆုံးအရာကဖြစ်ပျက်ခဲ့ပါတယ်အဲ့ဒါကတော့တံပြန်တိုက်စစ်ပါပဲထောင်းကန်ဘောတက်တိုက်တဲ့အချိန်ဂိုးသမားပါရှေ့တက်သွားတာမို့ကိုဂိုးပေါက်ကလုံးဝအလွတ်ဖြစ်နေခဲ့တာပါဒါကိုကြည့်လိုက်ကြရအောင်ဘောလုံးအကန့်ခံလိုက်ရတဲ့အချိန်မှာဗန်ဒဗန်ဟာအရှိန်ကိုအမြင့်ဆုံးတင်လိုက်ပြီးတနာရီ36ကီလိုမီတာနှုန်းထိပြေးနှုန်းတင်လိုက်ပါတယ်ဒါဟာ professional ကစားသမားအတော်များများပြေးနိုင်တဲ့နှုန်းထက်တောင်ပိုမြန်နေတာပါဂိုးသမားကတော့ပြန်ဆင်းဖို့အခွင့်အရေးမရှိတော့ပါဘူးဒါပေမဲ့ Van der Van ကိုတခြားသူတွေနဲ့ကွာခြားစေတာကတော့သူဟာဘောလုံးနောက်ကိုမပြေးပဲဂိုးပေါက်ရှိရာကိုပဲဦးတည်ပြေးခဲ့တာပါဒီဆုံးဖြတ်ချက်ကပဲသူ့ကိုအနိုင်ရစေခဲ့တာဖြစ်ပါတယ်ဘကန်ကဘောလုံးကိုတစ်ချက်အသာထိမ့်ပြီးမောကြည့်လိုက်တဲ့အချိန်မှာ Van der Van ကဂိုးပေါက်စီရောက်နေပါပြီသူအဲ့ဒီနေရာကိုဘလို့တောင်ရောက်ပြေးခဲ့တာလေဗျာ